ယုတ်ခန္ဓာ၏အဆုံးသတ်နှင့်ဝိညာဉ်တော်၏ထာဝရခရီးစဉ်ထာဝရဘုရားသခင်သည်ကနဦးလူသားနှစ်ဦးဖြစ်သည့်အာဒံနှင့်အင်းဝကိုဖန်ဆင်းခဲ့ပြီး၎င်းတို့မှတဆင့်လူသားအလုံးဆင်းသက်လာခဲ့သည်လူတိုင်းတွင်အစိတ်အပိုင်းနှစ်ခုရှိသည်ပြင်ပယုတ်ခန္ဓာနှင့်အတွင်းစိတ်ဝိညာဉ်တို့ဖြစ်သည်ထာဝရဘုရားသခင်သည်မြေမှုန့်ဖြစ်ယုတ်ခန္ဓာကိုဖန်ဆင်းတော်မူခဲ့သည်ဝိညာဉ်ကိုမူထာဝရဘုရားသခင်ကိုယ်တော်တိုင်ဇီဝအသက်ကိုမှုတ်သိမ်း၍အသက်ရှင်စေခဲ့သည်လူသား၏ယုတ်ခန္ဓာကိုဤကဘာမြေပေါ်တွင်တတန်120မျှသာနေထိုင်ခွင့်ပြုထားပြီး၎င်းသည်လားယာမြေမှုတ်သေးသို့ပင်ပြန်လည်ရောက်ရှိရမည်ဖြစ်သည်သို့တော်လည်းဝိညာဉ်သည်ထာဝရဘုရားသခင်ထံမှလာသောကြောင့်ထာဝရတည်မြဲပြီးပျက်စီးခြင်းမရှိနိုင်ပါတည်ဆုံးပြီးနောက်၎င်းသည်ထာဝရဘုရားသခင်ထံသို့ပြန်လည်ရောက်ရှိရမည်ဖြစ်သည်ထို့ကြောင့်နောင်တမလွန်ဘဝတွင်ကောင်းကင်နိုင်ငံသို့ရောက်ရှိလိုသူမည်သူမဆိုမိမိတို့၏အတွင်းစိတ်ဝိညာဉ်ကိုပေးသနာတော်မူသောထာဝရဘုရားသခင်ကိုသာကိုးကွယ်စည်းကပ်ရမည်ဖြစ်သည်